ဒါကတော့ကျွန်တော်ဦးလေးရဲ့အိမ်မှာတကယ်ဖြစ်ခဲ့တဲ့ကြောက်စရာကောင်းတဲ့ဖြစ်ရမှန်ဇလန်တစ်ပုဒ်ပါဦးလေးတို့အိမ်နီးနားချင်းတွေထဲမှာအသက်80 90အရွယ်အဘွားအိုတယောက်ရှိပါတယ်သူမှကုသလို့ရတဲ့ယောဂတစ်ခုရှိပေမဲ့ဆေးကုဖို့ငွေကြေးမတတ်နိုင်တဲ့အတွက်သူမဟာဆေးပညာအစားမော်ပညာကိုရွေးချယ်လိုက်မိတယ်ညဘက်2 နာရီ 2 နာရီလောက်ဆိုရင်သူမဟာအိမ်ကနေထွက်သွားပြီးမနေ့3 နာရီ 4 နာရီလောက်မှပြန်လာတာကိုလူတချို့ကသတိထားမိကြတယ်ဒီနေ့မှာတော့ကျွန်တော်ဦးလေးကမနေနိုင်မထိုင်နိုင်ဆက်စုမိပြီးသူမညတိုင်းပဲသွားတာလဲလို့မေးလိုက်မိတယ်။အဲ့ဒီမှာဘွားအိုကဘာပြန်ပြေလဲဆိုတော့ငါအတင်းချိုင်းကိုသွားတာအဲ့ဒီမှာငါဆရာရှိတယ်။ညတိုင်းပညာသင်ဖို့သွားတာကွ။ဒါပေမဲ့သတိပေးထားမယ်။ဒီနေ့ကစပြီးညဘက်ငါပြန်လာတာမြင်ငါနာမည်ကိုမခေါ်နဲ့။ဘာလို့လဲဆိုတော့ငါပြန်လာရင်ငါတယောက်တည်းပြန်လာတာမဟုတ်လို့ပဲဆိုပြီးပြန်ပြောပါတယ်။ဟုတ်ပါတယ်။သူမအတင်းချိုင်းကပြန်လာရင်တဆေတွေပါလာတတ်တယ်ဆိုတာပြောချင်တာပါ။အဲ့ဒီတင်းချိုင်းကဆရာဆိုတဲ့လူကသူ့ယောက်ကပြောက်ကင်းဖို့အတွက်ရစ်ပူစောဖို့လူ3 ယောက်အသက်ကိုလိုတယ်လို့ပြောထားပါတယ်ပထမတစ်ယောက်ကဆယ်ကျော်သက်အရွယ်ယောက်ျားလေးတစ်ယောက်နောက်တစ်ယောက်ကမွေးကင်းစားကလေးတစ်ယောက်နဲ့အသက်ဆက်လက်ထပ်ထားတဲ့အမျိုးသမီးတစ်ယောက်ဆိုပြီးလူ3 ယောက်လိုပါတယ်အဲ့ဒီနောက်ပိုင်းဘာတွေဆက်ဖြစ်လဲဆိုတော့မြင့်မောင်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာရုတ်တရက်ဖျားပြီးဆုံးသွားပါတယ်သူဆုံးပြီးမကြပါဘူးမွေးကင်းစားကလေးတစ်ယောက်ပါထပ်ဆုံးသွားပြန်တယ်အားလုံးကအယမ်းမြန်ဆန်လွန်းပြီးရုတ်တရက်ဆန်လွန်းနေတယ်လူ2 ယောက်ဆုံးပြီးတဲ့နောက်တနေ့မနေ့မှာအဲ့ဒီဘွားအိုကကျွန်တော်ဦးလေးအိမ်ကိုရောက်လာပါတယ်အိမ်မှာရှိနေတဲ့ကျွန်တော်အတော်နာကိုကတ်သွားပြီးထူးထူးဆန်းဆန်းစကားတွေပြောပါတော့တယ်အတော်ရဲ့ကြောပြင်တွေသပင်တွေကိုလိုက်ကင်ပြီးထမင်းရှက်နေတဲ့အနံ့ရလာလို့မေးတယ်အတော်ကထမင်းမရှက်ပါဘူးလို့ပြောတာတောင်ဘွားအိုကအတော်ကိုစိတ်ညှိုးထားသလိုစိုက်ကြည့်ပြီးထူးဆန်းတာတွေတောင်းဆိုနေတော့တာပါပဲအဲ့ဒီနေ့ကစပြီးအသက်ဆက်အိမ်ထောင်ကြထားတဲ့ကျွန်တော်အတော်မှာထူးခြားဆန်းကျယ်တဲ့ဖြစ်ရပ်တွေစကြုံလာရပါတယ်ပထမဆုံးချက်ကမီးပေပါအတော်ကမိဖိုကိုပိတ်ထားခဲ့တာသိချပေမဲ့ဖွားဝင်ကြည့်လိုက်တဲ့အချိန်မှာမိဖိုကဖွင့်လျက်သားဖြစ်နေတတ်ပါတယ်အဖွားသာအချိန်မီမမြင်မိလောင်ပြီးအတော်ပါသိနိုင်ပါတယ်ဘုံကြီးပြောမှသိရတာကအတော်မျက်လုံးထဲမှာမိပိတ်ထားတယ်လို့မြင်အောင်ပယောဂနဲ့လှုပ်ထားတာပါဒုတိယချက်ကအတော်ဟာအမြဲလိုချောင်းလန့်ခံနေရပါတယ်သူတယောက်တည်းရှိနေရင်အရေးမဲကြီးတွေတရက်တစေတွေကိုနေရာတိုင်းမှာမြင်နေရပြီးညဘက်ဆိုရင်လည်းငိုတန်ကြီးတွေကြားနေရပါတယ်ဒီလိုနဲ့အတော်ဟာစိတ်ဓာတ်တွေကြားပြီးကိုတက်တည်ရှင်စိတ်တွေပါပေါက်လာခဲ့တယ်သူဟာတတိယမြောက်ရစ်ပူစော်မဲ့သားကောင်ဖြစ်လာလူနီးပါပဲကံကောင်းတာတစ်ခုကကျွန်တော်အဖို့ကအချင်းနေမဟန်မှန်းသိလို့ဘုံကြီးတစ်ပါးကိုပင်းလိုက်ပါတယ်ဘုံကြီးကအိမ်ထဲဝင်ချင်းမှာပဲမကောင်းတဲ့အငွေသက်တွေကိုချက်ချင်းတီးလိုက်ရတယ်အတော်ဟာမော်ပညာနဲ့ပြုစားခံထားရပြီးသူ့ကိုယ်သူတတ်သေးအောင်လှည့်စားခံထားရတယ်ဆိုတာပေါ်သွားပါတယ်ဘုံကြီးကအတော်ကိုဘေတင်လက်ဖွဲ့တစ်ခုပေးလိုက်ပြီးအချင်းပြေးဝတ်ထားခိုင်းလိုက်ပါတယ်အဲ့ဒီလက်ဖွဲ့ဝတ်ပြီးတဲ့နောက်ပိုင်းမှာတော့အတော်ဟာ6 ချစရာတွေကိုမမြင်ရတော့ပဲပဂတိပြန်ကျမ်းမာလာခဲ့ပါတယ်အကယ်၍မြအဘိုးသာဘုံကြီးကိုပင်းဖို့နောက်ကျခဲ့မယ်ဆိုရင်တတိယမြောက်ရစ်ပူစော်မဲ့သားကောင်ကဘယ်သူဖြစ်သွားမလဲဆိုတာတွေးကြည့်ုံနဲ့တင်ကြောချမ်းစရာပါပဲခင်ဗျာကြည့်ရှုပေးခဲ့လို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်